မင်္ဂလာပါခင်ဗျာဒီပွဲလေးကတော့ကန်တော်ကြီးကရုံးကက်ချင်းမှာပြီးလို့မယ်ဝယ်လင်တင်တာအတွက်ပြင်ဆင်ပေးနေတာလေးပါဘန်းတပွင့်ချင်းစီရဲ့အထားသူအစအယောင်ဆက်တာအစကျွန်တော်တို့သိချာပြီးစိုက်ပါတယ်လှပတဲ့ပန်းပြည့်စင်တွေချားမှာပြုံးပြော်နေတဲ့ပုံရိပ်လေးကနောက်တစ်ချိန်ပြန်ကြည့်တိုင်းကြည့်လို့စရာမတရားတွေဖြစ်နေမှာပါအိမ်မက်ထဲကပိုရီတိုင်းလက်တွေ့ဖြစ်အောင်ကျွန်တော်တို့တာဝန်ယူပြီးရစီကျေးဇူးတင်ပါတယ်ခင်ဗျာ